ကဲတရားတော့ကျွန်တော်တောင်ရလေးဖြစ်ပါတယ်အရင်ကတောင်ရပေါ့ကွာခုတော့မဟုတ်တော့ဘူးကဲစပါးရတော့တအားကောင်းပါတယ်တောင်ပေါ်တောင်ပေါ်ကဒီတောင်ရဆိုတလို့ပေါ့ကွာစပါးရတကယ်ကောင်းတယ်ဒီမှာကြည့်မယ်ဆိုတော့ဒီမှာပြောင်းဖူးရောစပါးရောတခြားဒီချင်းပေါင်းရွတ်ရောအားလုံးကတအားကိုကောင်းပါတယ်ကဲကြတော့ကျွန်တော်တဲဆောက်တဲ့နေရာပေါ့တဲဘဝန်းကျင်တဲဆောက်ကြတယ်ဒါကိုရှယ်ကောင်းတာပေါ့စပါးကဲမျိုးတွေဆိုင်နေပါတယ်ဟိုးအောက်ဖက်မှာလဲဒီတောင်ရခင်းနေကြံသေးတာပေါ့နော်တခြားသူရဲ့ဖက်မှာတောင်ရလောက်ကြပေါ့ကဲဟိုကတော့ကျွန်တော်ရှစ်ချောင်းလို့ပြောရဟာပေါ့နှစ်ချောင်းလေးပေါ်တာပေါ့ရှစ်ချောင်းရဲ့ဘေးမှာအပေါ်နားလေးမှာကျွန်တော်တောင်ရပဲခုတ်ကြတယ်ကဲပြောစရာလဲကောင်းပါတယ်ချောင်းလဲတွားအလိုနဲ့ပြောစရာလဲကောင်းပါတယ်ဒီမှာဆိုတော့တဲဘေးနာတဲဆောက်တဲ့ဘေးနာဆိုတော့တအားစပါးတွေတအားကောင်းတယ်အခြားဟာလဲတအားကောင်းတာပေါ့ဒီပြောင်းဖူးတို့ဘာလို့ဆိုရင်လဲတကယ်ကိုကောင်းတာပေါ့ကွာဒီမှာဖယုံသီးတို့ဖယုံရွက်တို့ဒီမှာဆိုတော့ခွေးကလေးပေါ့ကွာကျွန်တော်ခွေးကလေးလဲလိုက်လာတာပေါ့ကဲဟိုးမှာဆိုတော့ကျွန်တော်ရဲ့ချောင်းပေါ့ကွာကျွန်တော်ဒီတောင်ရရဲ့အောက်မှာရှိတဲ့ရှစ်ချောင်းငါးတွေတကယ်ပေါ်တယ်ရှစ်ချောင်းမှာဆိုရင်တော့ကွမ်လေးပြည့်ခုချင်းလောက်ဆိုရင်တော့ကွမ်လေးပြည့်ငါးဆိုရင်တော့စားနိုင်ဖို့ပဲလိုတယ်ချောင်းကဒါချင်းမကြီးဘူးပေါ့ကွာကဲဒီနေ့တော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်